ပြည်ရင်းပြည်ပကလူငယ်ရေးသတင်းတွေကိုရှင်းစားခဲ့ကြတာဖြစ်ပါတယ်။ဆက်လက်တင်ဆက်ပေးမှာကတော့ရုပ်သံမှတ်တမ်းစီစဉ်ပဲဖြစ်ပါတယ်။ဒီသတင်းပဲရဲ့ရုပ်သံမှတ်တမ်းစီစဉ်မှာတော့တောင်ပေါ်ဒေသတွေကဒေသခံလူငယ်တွေဟာအလုပ်အကိုင်အခွင့်အလမ်းအတွက်တပိုင်းတနိုင်ကဏ္ဍမှာပန်းစိုက်ပျိုးရေးလုပ်ငန်းတွေနဲ့အသက်မွေးဝမ်းကြောင်းမှုတွေလုပ်ကိုင်နေကြတဲ့အကြောင်းရှင်းစားကြမှာဖြစ်ပါတယ်။ဒီအကြောင်းကိုတော့ MCN သတင်းတောက်နဒီကိုကအခုလိုပဲတင်ဆက်ပေးထားပါတယ်ရှင်။တိုင်းရင်းသားဒေသတွေမှာရှိတဲ့လူငယ်တွေအချို့ဟာအသက်မွေးဝမ်းကြောင်းမှုအလုပ်အကိုင်အခွင့်အလမ်းနည်းပါးလာတွေဒါကြောင့်စိုက်ပျိုးရေးလုပ်ငန်းတွေမှာဝင်ရောက်လုပ်ကိုင်မှုတွေများပြားလာနေတာပါအဲ့ဒီတဲကကိုပိုင်ချန်တွေမှာတပိုင်းတနိုင်အနေနဲ့နှစ်တိုစိုက်ပျိုးလို့ရတဲ့ကဏ္ဍမပန်းအမျိုးမျိုးကိုရာသီအလိုက်စိုက်ပျိုးနေကြတဲ့ရှမ်းပြည်နယ်ဟဲဟိုမျိုးကလူငယ်တွေလည်းအပါအဝင်လို့ဆိုရမှာဖြစ်ပါတယ်ဒီလူငယ်တွေအတွက်စိုက်ပျိုးရေးနည်းပညာနဲ့စိုက်ပျိုးစရိတ်ချင်းငွေလို့အကူအညီတွေမရရှိပေမဲ့လည်းအခြားအသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေကိုရွေးချယ်စရာမရှိတဲ့အတွက်စိုက်ပျိုးရေးလုပ်ငန်းတစ်ခုတည်းကိုပဲဦးစားပေးလုပ်ကိုင်ရင်ဘဝကိုရည်တည်နေကြရတာဖြစ်ပါတယ်။စိုက်ပျိုးရေးဌာနကနေပြီးတော့မှကျွန်တော်တို့နည်းပညာပေးရတော့မရှိဘူး။ကိုပေးရစိတ်တဲ့ဗန်းစိတ်တဲ့တောင်သူတွေစီသွားပြီးတော့ပဲကိုယ်တငယ်ချင်းတွေစီကသွားပြီးတော့ပဲလေးလာပြီးတော့ကိုယ်တိုင်ပဲခံမှန်းပြီးတော့စိုက်ပျိုးရတာပါ။ကျွန်တော်တို့မှတခြားလုပ်ခဲ့နေလည်းမရှိဘူး။ပြီးရင်ဒီစိုက်ပျိုးရေးလုပ်ဖို့ပဲပို့ပြီးတော့ဒီစိတ်ပြိုးရေးလုပ်ဖို့ပဲရှိရတယ်ဒီမှာရတော့အဲအကြောင်းမို့ဒီဟာတွေကိုပိုင်ရင်းနှီးနဲ့တပိတ်တနိုင်လောက်ကြတာကျွန်တော်တို့တခြားစိတ်ပြိုးရေးတွေလုပ်မယ်ဆိုလို့ချင်းကျွန်တော်တို့မှာအရှုံးတွေအများကြီးရှိဒီဟာကျတော့မြန်မာနိုင်ငံဆိုတော့ပန်းဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့အတွက်ပန်းကိုဘယ်နေရာမှာပဲရောင်းရောင်းရတယ်ဗျအဲအကြောင်းတော့ပန်းတခြားတင်းတဲ့တွေထပ်ပို့ပြီးတော့စိတ်ပြိုးရအဆင်ပြေအဲအကြောင်းတရားကိုစားပြီးစိတ်ပြိုးကြဒီလူငယ်တွေဟာကဏ္ဍမပန်းတွေကကြွေပြူကဏ္ဍမအဝါစမ်းဖားစားတဲ့ပန်းမျိုးတွေကိုအဓိကထားစိုက်ပျိုးကြတာဖြစ်ပြီးတလပိုင်းကနေ6လပိုင်းကုန်9လပိုင်းလဆန်းပိုင်းလောက်ထိပန်းစိုက်ရာသီကိုဖျက်ဆီးနေကြရတာဖြစ်ပါတယ်သူတို့စိုက်ပျိုးလို့ထွက်ရှိလာတဲ့ပန်းတွေကိုရန်ကုန်မော်လမြိုင်မန္တလေးတာရှိလိပ်စားတဲ့မြန်မာနိုင်ငံတနင်္သာရီကိုတင်ပို့ရောင်းချရင်ဝင်ငွေရှာဖွေကြပြီးတော့မိသားစုစားဝတ်နေရေးပြဿနာကိုတာဝန်ယူဖြေရှင်းနေကြတာဖြစ်တယ်လို့ပြောဆိုရမှာပါဒါအပြင်ပန်းစိုက်ပျိုးရေးလုပ်ငန်းတွေကနေဒေသခံအခြားလူငယ်တွေအတွက်ကိုလည်းအလုပ်အကိုင်အခွင့်အလမ်းတွေကိုတထောင်တနေရာကနေဖန်တီးပေးထားတဲ့လုပ်ငန်းတွေလည်းဖြစ်နေတာပါအလုပ်သမားတွေကိုဒီမှာရှိတဲ့ဘန်းချွေနေတဲ့သူတွေအတွက်တရက်ကို2500ပြရတယ်သူတို့က3လလောက်ချိန်ကြာလို့ရှိရင်စာပြီးချွေရတယ်ဗျပေါ်တဲ့အထိဆိုရင်အဲ့ချိန်ဒီသူတို့နေတိုင်းမှာတရားကိုတယောက်2500စီနဲ့ချွေရတယ်အဲ့ပြီးတော့ဆေးဖြန်းတဲ့ဟာတွေစီးဖျန်းတဲ့ဈေးတွေကကျွန်တော် over တက်မျိုး over ရွက်ဖျန်းမျိုးစားသုံးနေတယ်။ကျွန်တော်တို့မှာတော့တစ်ပတ်ကိုအနည်းဆုံးတစ်ချိန်ဖျန်းတယ်။တစ်လကိုဆိုရင်4ချိန်လောက်ဖျန်း။ပိုးကြလာတဲ့အခုလိုအချိန်မျိုးဆိုရင်တော့ကျွန်တော်ကပန်းပွင့်ခံနေတဲ့အချိန်မျိုးဆိုရင်တစ်ပတ်ကို2ချိန်လောက်ဖျန်းတယ်။သူတို့ရဲ့အိမ်မက်တွေထဲမှာတော့ပန်းစိုက်ပျိုးရေးလုပ်ငန်းတွေကိုတိုးချဲ့ပြီးပြည်တွင်းဒေသအနှံ့အပြားနဲ့နိုင်ငံတကာတိုင်းပြည်တွေကိုအချိန်နဲ့တပြေးညီတင်ပို့ရောင်းချနိုင်ဖို့မျှော်လင့်ချက်အိမ်မက်တွေရှိနေကြတာဖြစ်ပါတယ်။ကျွန်တော်တို့ဒီဘေးကိုတင်ပို့မယ်ဆိုရင်တိကျမှန်မှန်ကန်ကန်လုပ်တဲ့လူအဓိကလိုတာပေါ့နော်တိကျမှန်မှန်ကန်ကန်ဥပမာကျွန်တော်တို့ကဒီကတင်တယ်ပေါ့နော်ဟိုပွဲစားလက်လာနဲ့ရောင်းတယ်ချတယ်ဆိုတော့ကျွန်တော်တို့လောက်ရတဲ့နေရာအဆင်ပြေတာပေါ့နော်အဲ့လိုကိုရလုပ်ပြီးတယ်ဟိုကတိကျမှန်မှန်ကန်ကန်မဟုတ်ဘူးဆိုရင်ကျွန်တော်တို့တွေအကျိုးမဖြစ်ဘူးပေါ့နော်အဲ့လိုဖြစ်လာတဲ့ဆုံးရှုံးမှုဖြစ်လာတဲ့ခါကျရင်မကောင်းဘူးနော်အဲ့လိုမျိုးဆိုတော့အဲ့လိုမျိုးလက်မဆက်သွယ်ကြီးကောင်းတယ်အဆက်သွယ်ကောင်းတယ်ဆိုရင်ကျွန်တော်တို့တင်ပို့ချင်တာပေါ့ဂျန်ကုန်တနယ်လည်းမဟုတ်ဘူးကောင်းရင်ကောင်းသလိုမျိုးပေါ့နော်အဆက်သွယ်ကောင်းနေရမယ်လမ်းမဆက်သွယ်ကြီးတွေကောင်းမယ်အဲဆိုရင်ကျွန်တော်တို့ကဘယ်နေရာမှာဆိုတင်ပို့ချင်အဲ့လိုဆန္ဒတော့ရှိတယ်ပေါ့နော်ပန်းစိုက်ပျိုးရေးလုပ်ငန်းတွေမှာလိုအပ်ချက်တွေကအများအပြားပါပဲအဲ့ဒီတဲကမှတောင်ပေါ်ဒေသတွေဖြစ်တဲ့အတွက်အဓိကရေတွင်းတွေလိုအပ်နေတယ်လို့ဆိုပါတယ်တိုးချက်ဖို့ဆိုတာတော့ရေမြေပေါ့နော်ရေမြေအဓိကကြတာပေါ့နော်ရေရရင်ရတယ်လို့မျိုးကျွန်တော်ကတိုးချက်ဖို့အစီအစဉ်ရှိတာပေါ့ရေကြတော့အခုဆိုရင်ကျွန်တော်တို့အဝေးစီးဖောက်ရတယ်အဝေးစီးဖောက်ရတဲ့ခါကျတော့တိုးချက်ဖို့ကြအဝေးစီးတွင်းနဲ့လောက်ရင်လောက်မလောက်ရင်တော့တွင်းပေါ့နော်အဲ့လိုမျိုးရေရမှလည်းတိုးချက်လို့ရဒီနေရာမှာတောင်ပေါ်ဒေသမှာနေထိုင်ကြတဲ့အခြားတိုင်းရင်းသားလူငယ်အချို့ကတော့လက်မှတ်ဆက်သွယ်ရေးမကောင်းမွန်တာတွေစိုက်ပျိုးရေးနည်းပညာမရှိတာတွေနဲ့စိုက်ပျိုးသီးနှံတွေကိုအချိန်မီဈေးကွက်ထဲရောက်ရှိအောင်မပို့ဆောင်နိုင်တဲ့အခြေအနေတွေစတဲ့အကြောင်းပြချက်တွေနဲ့ဘိန်းစိုက်ပျိုးထုတ်လုပ်တာတွေလည်းရှိနေတာကိုနှိုင်းယှဉ်မြင်တွေ့ကြရမှာဖြစ်ပါတယ်ပြောသလိုမျိုးပေါ့ကျွန်တော်တောင်ပေါ်ဒေသမှာဆိုလို့ရှိရင်လမ်းပန်းဆက်သွယ်ရေးခက်တာတစ်ပိုင်းဒီမှာကျွန်တော်ဒေသမှာဆိုလို့ရှိရင် CPC တာတင်တာလည်းတစ်ပိုင်းအဲ့ဒီလိုမျိုးအခြေအနေတွေကြောင့်မလို့
နောက်တစ်ခုကကျွန်တော်တို့ဒီတမယိုးချစိုက်ပျိုးနေတဲ့ကျွန်တော်ပုံမှန်စိုက်ပျိုးနေတဲ့ပြည်နယ်တွေကစီးကွက်မရှိတာတပိုင်းဒါကြောင့်မလို့ကျွန်တော်တို့ဒီဘင်းစိုက်ပျိုးမှုတွေကဒီတစ်နေ့ထက်တစ်နေ့တိုးလာတယ်လို့တော့ကျွန်တော်တို့မြင်တယ်အဲ့ဒီထက်ပိုကောင်းတဲ့အစားထိုးပြည်နယ်တွေလည်းဖန်တီးမပေးနိုင်တဲ့ခါကျတော့ဂျန်တဲ့တောင်သူတွေကဖက်လမ်းမရှိတော့ဆိုတဲ့ခါကျတော့အဲ့ဒီလိုမျိုးဒီဖက်ပိုင်းမှာဆိုလို့ရှိရင်တော့ကျွန်တော်မြင်ပါတယ်ကျွန်တော်လူငယ်တယောက်အနေနဲ့မြင်ပါတယ်ဒီလိုမျိုးအခြေအနေအတိုင်းသွားမယ်ဆိုလို့ရှိရင်ဘင်းဆိုင်နဲ့ရာခိုင်နှုန်းကတော့တိုးလာဖို့ပဲရှိတယ်ဒီအခြေအနေနှစ်ခုကိုနှိုင်းယှဉ်ရင်မိသားစုစားဝတ်နေရေးနဲ့ဒေသခံလူငယ်ချင်းအလုပ်အကိုင်အခွင့်အလမ်းတွေကိုတစ်ဖက်တစ်လမ်းကနေအထောက်အကူပြုနေတဲ့ပန်းဆိုင်ပြိုးရေးလုပ်ငန်းတွေဒီထက်ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့သက်ဆိုင်ရာပြည်နယ်အစိုးရတွေပြည်ထောင်စုအစိုးရအပါအဝင်အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေအနေနဲ့လမ်းမဆက်သွယ်ရေးလိုအခြေခံအဆောက်အအုံတွေဖွံ့ဖြိုးအောင်လူနေမှုဘဝမြင့်မားအောင်စိုက်ပျိုးရေးနည်းပညာနဲ့ငွေကြေးအကူအညီတွေပေးနိုင်အောင်ဆောင်ရွက်ပေးကြဖို့လိုအပ်ချက်တွေရှိနေတဲ့ဆိုတဲ့အကြောင်းကိုတင်ပြပေးလိုက်ရပါတယ်ရှင်။